ညီကိုရအားလုံးပဲမင်္ဂလာညချမ်းလေးတက်ကြပါစေဗျဒီနေ့စနေနေ့မှာတော့ပွဲကြီးပွဲကောင်းဖြစ်တဲ့ Manchester City နဲ့ Manchester United တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်လေးရှိတယ်ဗျဒီပွဲစဉ်ကတော့လူအများစုလည်းစိတ်ပါဝင်စားနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီပွဲစဉ်လေးကိုအနေငယ်သုံးသက်ချက်လေးပြုလုပ်ပေးချင်ပါတယ်ဗျဒီပွဲစဉ်ရဲ့ဖွင့်လှစ်လာတဲ့ဈေးတန်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့အဝေးကွင်းကပြီးတော့အဆင့်နဲ့ Man City အနေနဲ့အိမ်ကွင်း Manchester United အပေါ်မှာတရေပြ90နင်းနာမှုဖွင့်လှစ်ထားပြီးတော့ကိုပေါင်းဈေးကတော့3လုံးကိုပြ30နင်းနာမှုလောက်ထိဖွင့်လှစ်ထားတာကိုတွေ့ရတယ်ဗျโอเคကျွန်တော်တို့ပထမဆုံးအနေနဲ့ Man U ကြည့်မယ်ဆိုလို့ရှိရင်Man U ကမြို့ကန်ပြိုင်ဘက်ဖြစ်တဲ့ Man City ကိုတော့ညှာမှာတော့မဟုတ်ဘူးဗျဆိုတော့ Man U ကလည်းနောက်ဆုံး၄ပွဲဆက်ဒီမှာနိုင်ပွဲမရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တေးကြတယ်ဗျဒီညမှာတော့ Man U အနေနဲ့အားပုံအင်ကိုထုတ်ပြီးတော့မြို့ကန်ပြိုင်ဘက်ဖြစ်တဲ့ Man City ကိုရင်ဆိုင်သွားမှတေးကြတယ်ဗျဒါဆိုလို့ရှိရင် Man U အနေနဲ့ Man City ကိုသွင်းဖို့ရနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဗျโอเคဒါဆိုလို့ရှိရင်တစ်ဖက်က Man City ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Man City အနေနဲ့ကဒီပွဲစဉ်မှာကအဆက်ဆက်ရ Man U ထက်တော့တာတယ်ဗျMan City ရဲ့အားနည်းချက်ကဘာလဲဆိုလို့ရှိရင်အဝေးကွင်းဖြစ်နေတဲ့အချက်လေးတစ်ချက်ပဲရှိတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ Man City အနေနဲ့လည်းဒီပွဲစဉ်မှာသွင်းဖို့ထွက်ပေါ်လာလိမ့်မယ်လို့ကျွန်တော်မြင်တယ်ဗျပြီးတော့ Man City အနေနဲ့ကလည်းဂိုးပြန်ပြီးတော့ခွင့်ပြုရနိုင်တယ်ဗျဘာလို့လဲဆိုတော့ Man City ရဲ့ခံစစ်ပိုင်းကလည်းဂိုးတွေခွင့်ပြုနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့8-2 အစဉ်လာရကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံး၄ပွဲ၅ပွဲဆက်မှာနောက်ဆုံး၅ပွဲဆက်ထိကို3လုံးထိပဲရောက်ရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကအနည်းဆုံး3ဂိုးထိတော့ရောက်လာလိမ့်မယ်ဗျဆိုတဲ့အခါမျိုးကျတော့တရေပြ90နင်းနာမှုကိုပြထောက်ထားတဲ့ဂိုးပေါင်းစိတ်က3လုံးပြ30ထိတောင်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အမြင်အရဆိုလို့ရှိရင်တော့ပြ30ရင်းပြီးတော့နှစ်သင်းသွင်းဂိုးပေါင်းက၄ဂိုးဖြစ်လာဖို့ကျွန်တော်မျှော်လင့်နေဗျအနည်းဆုံး3ဂိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့မှဗျာကျွန်တော်တို့ပြ30နစ်နာမယ်၄ဂိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အပြည့်စားမယ်ဂိုးပေါင်းပေါ်လေးကိုဒီပွဲစဉ်မှာကျွန်တော်ရေးချက်ပေးခြင်းပါတယ်ဗျညီကိုတွေအားလုံးလည်းအတွေးလာလို့စကေးပြနိုင်ကြပါစေအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်ဗျManchester City ဂိုးပေါ်လေးအဖြစ်ဒီညအတွက်ကတော့ကျွန်တော်တို့အတွက်တိတ်လာတဲ့ကစားကွက်လေးဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဗျ